မင်္ဂလာညချမ်းပါဒီနေ့ညချမ်းမှာတော့ဓမ္မမိတ်ဆွေတို့အတွက်ဓမ္မဒါနဖြစ်မျှဝေမဲ့ကောင်းစဉ်ကတရားသိပေမဲ့တကယ်မကျင့်သုံးခဲ့ရင်ဟင်းမှုရတဲ့ကြောင်းမလိုပဲဆိုတဲ့ကောင်းစီးနဲ့ညဝေပါမယ်မိတ်ဆွေတို့ဘသူပဲဖြစ်ဖြစ်လက်ရှိရရှိနေတဲ့ဘဝကိုသိချာစဉ်းစားကြည့်မယ်ဆိုရင်လူဘဝဆိုတာအမတန်ရခဲ့တဲ့ဘဝဆိုတာသိရမှာပါဒီတိုင်းတော့မသိနိုင်ပါဘူးဒီတိုင်းသိဖို့ဆိုတာအမတန်ခက်တယ်တရားနာမှသာသိတယ်တရားတွေနာမယ်တရားစာတွေဖတ်မှသာလေလူဘဝဆိုတာအမတန်ရခဲ့တယ်လူဘဝဆိုတာအမတန်တန်ဖိုးရှိတယ်ဆိုတာနားလည်သဘောပေါက်မှဖြစ်ပါတယ်ဘာနဲ့အလားတန်တူလဲဆိုရင်မိုးရွာချလိုက်တဲ့အခါမိုးရီမိုးပေါက်တွေဟာညပြလာစွာရှိပေမဲ့လို့ကြတဲ့အပေါ်အမှာမတူတချို့ကြတော့တပေါ်ကြတယ်တချို့ကြတော့တကယ်ပေါ်ကြတယ်တချို့ကြတော့ချီယာကိုထိုင်ကြတယ်တချို့ကြတော့အညစ်ကြီးတယ်ကြတယ်တချို့ကြတော့မြစ်ပေါ်ကြတယ်အစရှိတယ်ဖြစ်နေရအနှံ့ပြားအသီးသီးမှာမိုးရီပေါက်တွေကြတယ်အဲ့ဒီတိုင်းပဲဘဝဆိုတာလည်းပဲကိုဖြစ်ရှင်တိုင်းမဖြစ်ရဘူးကိုရဲ့အတိတ်ကပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအရှိန်ကြောင့်လူဘဝတည်ဟူသောကောင်းသောဘဝဗုဒ္ဓနာမှာလာဖြစ်ရတယ်လူဘဝရဲ့တန်ဖိုးဒီတိုင်းအကြောင်းမဲ့လာဖြစ်တာမဟုတ်လူဖြစ်ဖို့အကြောင်းတရားကြီးပြုခဲ့တဲ့လုပ်ခဲ့တဲ့အတွက်ကြောင့်ဘလို့ဒီဘဝမှာလူလာဖြစ်တယ်လူလာဖြစ်တယ်အကယ်၍လူလာဖြစ်တဲ့အခိုက်ကသူကစားရအမျိုးမျိုးစားတယ်ပေါ့စားရအိတ်တာရပျော်တာရသုံးမျိုးပေါ့စားရအိတ်တာရပျော်တာပျော်တယ်ဆိုတဲ့နေရာမှာတော့အကောင်လုံးအကျုံးလို့ဘယ်လိုနည်းနဲ့ပဲပျော်တယ်ပေါ့ဒီသုံးမျိုးပဲလုံးမယ်ဆိုလို့ရှိရင်အဲ့ဒါတလိ္ဆန်နေလည်းအတူတူပဲတလိ္ဆန်နေလည်းဒီသုံးမျိုးတော့လောက်ကြတယ်တလိ္ဆန်နဲ့လူနဲ့ဘာကွာသွားလဲဆိုသိဉာဏ်ပဲကွာတလိ္ဆန်ထက်တာရာကလူတွေကဘာကွာလဲဆိုအသိဉာဏ်ကကွာတယ်နော်လူဘဝတန်ဖိုးရှိအောင်ကိုကဘယ်လိုနေထိုင်မလဲဆိုလို့ရှိရင်ရှိဝါလဲရှာမယ်ပြောကြရည်လဲရှာမယ်တရားလဲရှာမယ်ဆိုလို့ရှိရင်တော့ဒါလူဘဝဟာနေရာကျုံနှမှာအဲ့လိုမှမဟုတ်ပဲခုနရှေ့ကပြောခဲ့တဲ့အတိုင်းဒီသုံးမျိုးပဲရှာခဲ့မယ်ဆိုရင်ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာရခဲ့လာတဲ့လူဝါကြီးကိုရပါရဲ့သားနဲ့အရှုံးကြီးရှုံးရတဲ့ဘဝမျိုးတွေတွေ့ကြုံရလိမ့်မယ်မြတ်စွာဘုရားရဲ့စကားဆိုတာမှားယွင်းထုံးတာမရှိဘူးတတော်ပါလေကိုယ်နေတာကိုယ့်ကိုပြန်တွေးကြည့်ဇွန်းတို့လည်းကိုယ့်ကိုပြန်တွေးကြည့်ပုရုဇဉ်ဘဝနဲ့သာသိရင်ပေါ့နော်ပုရုဇဉ်ဘဝနဲ့သာသိရင်တရားမကျင့်မဲနဲ့သာသိရင်ငါတို့ဘယ်ရောက်ကြမလဲကိုယ့်ကိုပြန်စဉ်းစားကောင်းရသူလေးရောက်ဖို့ဆိုတာမလွယ်ဘူးဒါကြောင့်ကောင်းစီလေးပေးခဲ့ပါတယ်တရားသိပြီးတော့မကျင့်ရင်ဟင်းမွေတဲ့ရောက်မှလို့ပဲဗုဒ္ဓဘာသာကအမှန်တန်ကောင်းတယ်ဘုသူ့ပေါ်မှာမူတူလဲဆိုလို့ရှိရင်ကျင့်သုံးတဲ့ပေါ်မှာပဲမူတည်ဘသူပဲဖြစ်ဖြစ်ပေါ်ယဟန်ပဲဖြစ်သီလရှင်ပဲဖြစ်အမျိုးသားပဲဖြစ်ဖြစ်
မျိုးသမီးပဲဖြစ်ဖြစ်တကယ်ကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာတကယ်လွတ်ရောက်မှာမကျင့်သုံးဘူးဆိုရင်ဟင်းမှုရတဲ့ကြောင်းမှဘလောက်ပဲဟင်းနေကောင်းနေစီကောင်းမှုဒီအရသာရဲ့မသိနိုင်တဲ့ရောင်းမှလို့ဒီတရားရဲ့အရသာခံစား권မရှိမရနိုင်ဘူးပေါ့နော်တို့တော့ကြောင့်နောက်တစ်ခုဘာပြောချင်လဲဆိုရင်မိမိတို့ရဲ့နေထိုင်တဲ့ဘဝမျိုးမှာဘယ်လိုပုံစံမျိုးနဲ့ညီကုန်းချုပ်ကြမလဲ၃မျိုးပေါ့၄မျိုးပေါ့ဗျာနံပါတ်1ဂုံတော်ပုံတော်ပွားပြီးတော့ညီကုန်းချုပ်ကြမလားနောက်ဆုံးကဏ္ဍတို့တွေရဲ့နောက်ဆုံးနေဝင်ခြင်းဟာဘာလဲတို့တွေရဲ့နောက်ဆုံးနေဝင်ခြင်းဟာမြတ်စွာဘုရားရဲ့ပုံတော်လေးကိုကြည်ပြီးတော့ညီကုန်းချုပ်ကြမလားတစ်ချက်နော်ပုံတော်လေးကြည်ပြီးတော့ဒါလည်းဖြစ်နိုင်ဖို့ရမတန်ခက်တယ်ဒီနေ့ခေတ်ကအာယုန်တွေကထွင်ပြစရာတွေအများကြီးပဲရိုးရိုးသေးတာရှိတယ်ဥပ္ပစေကကံတွေနဲ့သေးတာရှိတယ်ယောဂဗျာတွေနဲ့ခံစားပြီးတော့တရားဓာတ်တွေရှိတဲ့အတွက်ကြောင့်မို့လို့ပုံတော်လေးကြည့်ပြီးဒီပါတော့လားဆိုဒါလည်းပဲမဖြစ်ဘူးများတယ်နော်နံပါတ်1ပုံတော်ကြည့်ပြီးတော့တို့တွေဘဝဒီကုန်းချုပ်ကြမလားနံပါတ်2ဂုံတော်ပွားရင်လားဂုံတော်ပွားမလားဂုံတော်ဟောတော့ဟောနေကြတာပဲတရားဂုံတော်တရားဂုံတော်သံဃာဂုံတော်ဒီဂုံတော်တွေပွားတကယ်ပဲဒီဂုံတော်တွေရဲ့အပေါ်မှာကိုနဲ့ဆိုင်ရှိပြီလားဒီကနေ့အခါကာလကြပြီဆိုလို့ရှိရင်အားကိုးစရာဖြစ်လောက်တဲ့ဂုံတော်ပွားမှုတွေရှိနေပြီလားကိုယ့်ကိုစဉ်းစားဦးဇင်းတို့လည်းဒါစဉ်းစားပထမဂုံတော်ကိုတကယ်ပဲအပယ်မကြနိုင်တော့တဲ့ဂုံတော်ပွားနီးလားဒါမှမဟုတ်ရေရချေလောက်တဲ့အနေထားမျိုးလောက်ပဲလားရှိဝါရတဲ့အောင်ဝိရင်းစရာကခိုင်းတာလောက်လိမ့်နေတယ်ဂုံတော်ပွားနေရင်လည်းပဲနောက်ဆုံးအချိန်ကဏ္ဍတွေအာယုံပြုနိုင်ဖို့ဟာပဲဂုံတော်ပွားမလားကိုယ့်ကိုစဉ်းစားပါမိတ်ဆွေတို့ကိုဘဝကိုစဉ်းစားပါညာအိယာဝေပြီးဆိုရင်ကိုယ့်ကိုအေးတဲ့ချိန်လေးမှာနည်းနည်းလေးနားယူပြီးတော့ဂုံတော်ပွားနေတာဟာတကယ်ပဲမြတ်စွာဘုရားကိုကြီးညိုလို့လားအာကိုရာစစ်ပြီးတော့တကယ်ကိုလွတ်မြောက်ကြောင်းဖြစ်တဲ့နောက်ဆုံးမှာဒီဂုံတော်ကိုအကြောင်းပြုပြီးတော့ဘဝရဲ့နောက်ဆုံးမိကောင်းပေါ့နေဝင်ခြင်းတွေကိုဒါနဲ့ကြော်ဖြတ်နိုင်မလားလို့တစ်ချက်စဉ်းစားပါနံပါတ်1ပုံတော်နဲ့ဘဝနေဝင်ခြင်းတွေကိုဖြတ်တမ်းမလားနံပါတ်2ဂုံတော်နဲ့ဖြတ်တမ်းမလားနံပါတ်3ဝိပဿနာနဲ့ဖြတ်တမ်းမလားတစ်ချက်စဉ်းစားပါဝိပဿနာကတော့ဂုံတော်လိုတော့မဟုတ်ဘူးဝိပဿနာကတော့ဖြစ်ပြရှုရတယ်ခန္ဓာကိုယ်ကြီးကဒုက္ခသစ္စာကြီးမမြဲတဲ့သဘောတရားကြီးမတည်မြဲတဲ့သဘောတရားကြီးမတင့်တယ်တဲ့သဘောတရားကြီးဒီယုတ်ဒီခန္ဓာကြီးသဘောတရားကဒုက္ခဝေဒနာပဲဖြစ်ဖြစ်ဒုက္ခဝေဒနာပဲဖြစ်ဖြစ်ဥပိ္ပခဝေဒနာပဲဖြစ်ဖြစ်ဘလို့ဝေဒနာလေးပဲဖြစ်ပြီးတော့ပြတ်တဲ့အနေစာတရားပဲအနေစာဒုက္ခအနတ္တကုမဥပါနဲ့ပြောလဲပဲဟိုတာပဲမနာပါနဲ့ပြောလဲနာတာပဲမသေးပါနဲ့ဘလို့ပဲတားနေစေပါဘူးဘာစည်းနဲ့မှတားလို့မရတဲ့နေတာမျိုးကဖြစ်ရှင်းပြည့်ရှင်းပေါ့ရှုတဲ့သဘောဟာဝိပဿနာပဲဒီဝိပဿနာနဲ့ရှုပြီးတော့ဘဝရဲ့နေဝင်ခြင်းတွေကိုအဆုံးသတ်တာမလားလို့မေးတဲ့အခါကျတော့လေဒါလည်းကြိုတင်ပြင်ဆင်ထားကျမရေကောင်းနေတဲ့အချိန်လေးနားရေကောင်းနေတဲ့အချိန်လေးကိုယ်ရုပ်ကိုယ်တည်နိုင်တဲ့အချိန်လေးမှာဝိပဿနာတရားအားထုတ်တဲ့အားထုတ်ဖို့လိုတယ်ဘသူဖြစ်ဖြစ်ပေါ့လေနော်ကိုယ့်ကိုစဉ်းစားပါဦးဇင်းတို့လည်းကိုယ့်ကိုစဉ်းစားပါ
တကယ်အားထုတ်နေပြီလားလို့ကိုယ်စဉ်းစားဘုရားလည်းဟောတာဘုရားဟောပြီးသားကြီးရှိပြီးသားကြီးတရားကျင့်မှရမယ်သုံးမျိုးဖြစ်သွားပြီပေါ့ကိုယ်ဘဝရဲ့နေဝေခြင်းတွေကိုပုံတော်နဲ့ဒီကုံချုပ်မလားဂုံတော်နဲ့ဒီကုံချုပ်မလားဝိပဿနာနဲ့ဒီကုံချုပ်မလားနေကုံရောက်ကတော့ခွေးသေးဝက်သေးပဲဒီကုံချုပ်မလားခွေးသေးဝက်သေးတချို့သေးတာကြည့်ပေါ့ဗျာဒီတိုင်းသေးရတာဘာမှမသိနော်လူတွေလည်းပဲတချို့ကြတော့ဘာမှမသိပဲနဲ့တည်သွားရတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အန္တဘာလပုရုဇေခေါ်တာခွေးသေးဝက်သေးဆိုဘာမှမသိပဲနဲ့တည်ရတယ်ရလာတဲ့ဘဝတော့တန်ဖိုးရှိတယ်တွတ်တော်လည်းပဲသိဆုံးသွားတဲ့အခါကျတော့တရားလည်းမနာပြည့်တရားလည်းအာမထုတ်ဖြစ်ဘူးဆိုရင်တော့ဒါခွေးသိဝတ်သိသိနည်းပဲဒါကြောင့် online ပေါ်မှာရှိကြတဲ့မိတ်ဆွေတွေခြေတော်မျိုးတော်တွေဘဝတန်တရားကဆွေမျိုးတော်ဆက်ကြတဲ့မိတ်ဆွေတွေအတွက်တရားလေးလက်ဆောင်ပေးပါလေဗျာတို့တို့ရဲ့ဘဝနေဝင်ခြင်းတွေကိုဘာနဲ့အဆုံးသတ်ကြမလဲကိုယ့်ကိုတွေးပါကိုယ့်ကိုတွေးပါနော်ကိုယ့်ကိုတွေးပြီးတော့ဟုတ်သားပါလားရခဲ့လာတဲ့လူဘဝမှာစီဝါလည်းရှားအောင်ပဲတရားလေးလည်းရှားအောင်ပဲဆိုရင်တော့ကောင်းဆုံးသောနေနည်းပေါ့ဗျာဘဝရဲ့နေဝင်ခြင်းတွေရောက်လာပြီဆိုရင်အဆုံးလောကရန်တွေတွေ့ကြုံလာပြီဆိုရင်တော့ကိုယ်မှာအာကိုစရာရှိတာပေါ့သစ္စာဆွန်စရာရှိတာပေါ့နော်အဲ့လိုလေးအားထုတ်ထားမယ်ဆိုရင်တော့တရားလည်းသိပြီးတော့တရားကျင့်တဲ့ပုဂ္ဂိုလ်ပေါ့ဗျာဟင်းမွေနဲ့ရောင်းမလို့ဖြစ်တော်မူပေါ့ဒါကြောင့်မလို့ဟင်းမွေနဲ့ရောင်းမလို့မဖြစ်ကြပါစေနဲ့လို့ဆူတော်မေတ္တာကိုယ်သားရင်နဲ့ဘယ်နည်းနဲ့တည်ကြမလဲနော်ပုံတော်ကြည့်ပြီးတော့လားခေါင်းတော်နဲ့လားဝိပဿနာနဲ့လားခွေးသိဝက်သိလားဆိုတာကိုယ့်ရဲ့တဏိတာလှုပ်ရှားမှုတွေဟာတတ်သိပြမှာဖြစ်ပါတယ်ကဲဓမ္မမိတ်ဆွေတွေကရောဘယ်လိုသိခြင်းမျိုးနဲ့တည်ကြမလဲ